မိုးကုတ်ဆိုတော့ဘုရားကြီးဟောတဲ့တရားလေးတွေပေါ့ငငယ်တုန်းကနာဘူးတာပြန်ပြီးတော့အမှတ်ရတယ်နော်အလွန်မှအစွမ်းထက်တဲ့ငှက်ကြီးတဲ့ကောင်ကိုမြားနဲ့ပြစ်လိုက်တယ်မြားကဘလို့မြားတော့ဆိုတော့အစိတ်တုတ်တာတဲ့မြားနဲ့ပြစ်မှန်သွားတယ်ဒါပေမဲ့ငှက်ကြီးကအရန်ကိုအားကြီးတဲ့အတွက်ကြောင့်အစိတ်ကလောလောဆယ်အစွမ်းမပြဒါပေမဲ့သူခန္ဓာကိုသူ့သွေးကြောအနှံ့မှာတော့အစိတ်တွေကပြန့်နေတယ်လောလောဆယ်တော့သူကဘာလုပ်နေတော့ပြန်တန်းနေတယ်အစာရှားနေတယ်သူ့ဘဝမှာအစဉ်ပြေပြေသူရင်ဆိုင်ဖြတ်သန်းနေတယ်ကျင်လေကျက်စားနေတယ်ဒါပေမဲ့သူခန္ဓာကိုယ်ထဲမှာဘာပြန့်နေတော့အစိတ်ပြန့်နေတယ်အဲ့ဒီအစိတ်တကယ်အစွမ်းပြလာပြီဆိုတာနဲ့အမြင့်မှာရှိတဲ့အဲ့ဒီငှက်ကြီးဟာတဖြည်းဖြည်းနဲ့ပြုတ်ကျမယ်ကိုကျွတ်တို့လည်းပဲတက္ကာယဒိဋ္ဌိဆိုတဲ့အစိတ်ဟာသင့်နေတယ်တဲ့တက္ကာယဒိဋ္ဌိဆိုတာဘာပြောတာလဲယုံနံကိုပုဂ္ဂိုလ်တ attva လို့အထင်မှားနေတဲ့သဘောမှားနေတာမရှိဘူးလားနည်းနည်းနောအမှားမဟုတ်ဘူးအကြီးအဲ့ဒီအမှားကဒါပေမဲ့ကိုယ့်ကိုအဲ့ဒီအမှားကိုကြီးလို့ကြီးမလဲမသိဘူးဒီအမှားရဲ့အကျိုးဆက်ဟာဘယ်လောက်ဆိုးမလဲဆိုတာလည်းဘုံဘုံတို့ကောင်းကောင်းမသိဘူးတကယ်လို့သာဒီအမှားရဲ့အကျိုးဆက်ဟာအလွန်မှကြီးမားတယ်ဆိုတာကိုတကယ်သိမယ်ဆိုရင်ဘုံဘုံတို့ဒီအမှားကိုအမှန်ဖြစ်အောင်မပြင်ဘဲနေရဲမှာမဟုတ်ဘူးကျွန်တော်တို့ကဒီအမှားကိုအမှန်ရအောင်ပြင်ဖို့အရန်ကြီးစိတ်ထဲမှာအရေးကြီးတယ်လို့တချို့မမှတ်ထင်ကြဘူးဒီကိစ္စကိုပြဿနာလို့တောင်သိပြီးတော့မတွေးဘူးဟုတ်လားတကယ်တမ်းကဒါဟာပြဿနာမှာအကြီးဒီသက္ကာယဒိဋ္ဌိဆိုတဲ့အစိတ်ကိုမဖြေရသေးတဲ့အတွက်ကြောင့်ပဲဘုံဘုံတို့ရဲ့ဒီစိတ်ရဲ့ဆိုးနိုင်စွမ်းဟာကြောက်မဲ့ဖွယ်ရာအဆင့်ထိမြင့်တက်လာနိုင်တယ်ဘယ်လောက်ထိမြင့်တက်လာနိုင်တော့အမေတတ်နိုင်သည့်အထိဘုံဘုံတို့ရဲ့စိတ်ဟာခက်ထန်နိုင်တယ်ကြမ်းထမ်းနိုင်တယ်အဖေတတ်သည့်အထိယသနန္တရိယက၅ပါးဟုတ်လားပြီးတော့ပါလဲနိယတမိစ္ဆာဒိဋ္ဌိအမှားယွင်းတဲ့အယူဆတွေကိုလုံးဝကိုချစ်ချွတ်လို့မရအောင်စွဲသွားသည့်အထိစိတ်နှလုံးရဲ့ဆိုးဝါးတဲ့ဖောက်ပြန်မှားယွင်းမှုကြီးတွေစီကိုဥတည်နေတယ်ဒီသက္ကာယဒိဋ္ဌိဒါကြောင့်သူ့ကိုမဖြစ်ရသေးသမျှဘုံဘုံတို့ရဲ့ဒီစိတ်ရဲ့မှားနိုင်စွမ်းစိတ်ရဲ့ဆိုးနိုင်စွမ်းအဲ့ဒါတွေဟာအလွန်မှကြောက်စရာကောင်းတဲ့အနေအထားထိရောက်သွားနိုင်တယ်ဒါတွေဟာဘာတော့ဆိုတော့အလွန်ဆိုးတဲ့အကြောင်းတရားတွေကိုဘုံဘုံတို့ဟာလုံနိုင်သေးတယ်လို့ပြောတာအလွန်ဆိုးတဲ့အကြောင်းတရားတွေကိုလုံမယ်ဆိုလို့ရှိရင်အလွန်ဆိုးတဲ့အကျိုးရလဒ်တွေကိုဘုံဘုံတို့ရှောင်လွှဲလို့ရမှာမဟုတ်အလွန်ဆိုးတဲ့အကျိုးတရားဆိုတာဘာကိုပြောတာတော့အပယ်လေးပုံကိုပြောတာအပယ်လေးပုံဆိုတာသက္ကာယဒိဋ္ဌိရှိနေကြတဲ့ပုဂ္ဂိုလ်တို့နဲ့သာလင်သက်ဆိုင်တာသက္ကာယဒိဋ္ဌိမရှိကြတော့တဲ့ပုဂ္ဂိုလ်တွေနဲ့အပယ်လေးပုံကလုံးဝမသက်ဆိုင်ဘူးအဲ့တော့ဘုံဘုံတို့တွေဟာကိုယ့်ရဲ့ဆိုးရတဲ့အနာဂတ်ကိုဒီပြစ္ဆုတ်ပံကနေလှမ်းပြီးတော့ဘာလို့ဖို့လို့တော့ဖြည့်ဆည်းဖို့လိုတယ်အဲ့ဒါဘလို့ဖြည့်ဆည်းရမှာတော့ဒီသက္ကာယဒိဋ္ဌိမြားစိတ်ကိုဖြေရမယ်ပေါ့နော်ဒါကအဆိုးဆုံးခြေနေကိုဘုံဘုံကပြောတာဒီပြစ္ဆုတ်ပံမှာလည်းပဲဘုံတို့စိုးရင်ရတာတွေငိုကြွေးရတာတွေမစိတ်တွေဆင်းရဲရတာတွေကိုယ်တွေဆင်းရဲရတာတွေပင်ပန်းရတာတွေကလည်းများသောအားဖြင့်သက္ကာယဒိဋ္ဌိအစိတ်ကြောင့်ဘုံဘုံတို့ပြစ္ဆုတ်ပံမှာလည်းဆင်းရဲကြတာပင်ပန်းကြတာငါဥစ္စာဆိုတဲ့အမြင်မှားကပဲဘုံဘုံတို့ရဲ့စိတ်နှလုံးကိုအမြဲတမ်းပင်ပန်းအောင်နွမ်းကြည်အောင်သူအမြဲတမ်းခြေနေတာပါနော်